မင်္ဂလာပါကျမတို့ခေပါဒီတစ်ခေါက်မှာတော့ကျမကကိုယ့်ကိုမပြောပြတဲ့လျှို့ဝှက်ထားတဲ့ accounting equation ရဲ့ဝက်ဖဲလေးကိုကျမပြောပြချင်ပါတယ်ဒါကတော့ accounting equation ရဲ့သဘောတရားအရကျမတို့ကိုသူက asset ဆိုတာကဘာတွေလဲဘာတွေပါဝင်ပြီလဲဘယ်လောက်ရှိနေလဲဆိုတာကိုသူပြောပြတယ် capital ဆိုတာကတော့ကျမတို့တွေဘယ်လောက်ရင်းနှီးမြှုပ်နှံထားလဲဆိုတာကိုသူဖော်ပြတယ်liability လို့ခေါ်တာကတော့ကျမတို့တွေကဘလောက်တောင်သူများကိုပေးဖို့ပေးရနေရှိနေပြီလေဆိုတာကိုသူပြောပြပါတယ်။ဒါပေမဲ့ကန့်သက်ချက်လေးတစ်ခုအနေနဲ့သူမပြောပြတဲ့အရာလေးတွေလည်းရှိပါတယ်။နံပါတ်1ကတော့သူက business တစ်ခုလုံးရဲ့အရှုံးနဲ့အမြတ်ကိုသူမပြောပြပါဘူး။နံပါတ်2အနေနဲ့ကတော့ business ရဲ့ cash flow ရဲ့ timing တွေကိုသူမပြောပြပါဘူး။နံပါတ်3နေကတော့ business ပြီးညာလားရှုံးလောက်ပုံမှန်တည်ပြီးတော့ကိုယ့်ရဲ့ happiness ကိုသူမပြောပြပါဘူး။ဒါကြောင့်မလို့ accounting equation က position ကိုပဲဖော်ပြပါတယ် life quality ကိုသူမဖော်ပြပါဘူးဒါကြောင့်မလို့ကျမကနောက်ပိုင်းဗီဒီယိုတွေမှာ life quality နဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ပြီးတော့ညှောက်ဝေပေးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်